တခါပြသေးတယ်ကျွန်တော်တို့မလုံးနိုင်ဘူးလို့ကိုထင်ထားတဲ့အရာကြီးတော်တော်များများကိုတကယ်ကိုလုံးကြည့်တဲ့အချိန်မျိုးမှာတော်တော်လေးကိုအဆင်ပြေလုံးလို့ရတယ်တော့ခင်ဗျားတို့တွေ့နေပြီအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်ဘက်မှာနှစ်ပေါင်း30တော့ကျွန်တော်အသက်30ကျော်ပြီ33နှစ်ပြည့်တော့အခုလမ်းမဲ့ဇန်နဝါရီဆိုကျွန်တော်33နှစ်ပြည့်မှာအခုဇန်နဝါရီရဲမှာပေါ့နှစ်ချိုက်ကိုကျွန်တော်လုပ်ခဲ့တဲ့နှစ်ပေါင်း30 33နှစ်နီးပါးကိုကျွန်တော်အများနဲ့လုပ်ခဲ့တဲ့လေ့ကျင့်တစ်ခုရှိတယ်မနေ့ကအိပ်ရအောင်ကျွန်တော်လုံးဝမထားချင်ဘူးအိပ်တယ်ရဲဆက်အိပ်တာအလုံးချိန်နောက်မကြမချင်းကျွန်တော်အိပ်တယ်ကမူးရှူလို့ထားပြီးကျွန်တော်သွားတယ်လှုပ်သွားလို့ရှိရင်ကျွန်တော်ရဲ့မနက်တိုင်းလွန်ခဲ့တဲ့နှစ်30လောက်ကတော်တော်လေးကိုစိတ်ရှုပ်ပြီးတော့အနွိုင်းဖြစ်စရာအရင်ကောင်းခဲ့အလုပ်ချိန်မှမမီတော့တာအလုပ်ချိန်မမီတော့တဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့အားလုံးခမောက်တည့်တဲ့အတိုင်းကြက်ရိုက်တွေပဲလုံးဝအကုန်လုံးဘယုံတုံကဘယုံဒုက္ခတွေကကြက်ရိုက်တွေပဲလမ်းသွားလို့နောက်ဆုံးကိုနဲ့လမ်းသွားလို့အလုပ်သွားဖို့မနေ့ကကားသီးတဲ့အချိန်အားဆက်လမ်းသွားလို့တယောက်ပခုံးချင်းတိုင်းမိနေတဲ့ဒီကောင်လုံးလုံးငါနောက်ကျပြီဆိုရင်စိတ်တွေနောက်ဆက်တွေဖြစ်အဲ့လိုစိတ်နောက်ဆက်တွေနဲ့ဗျအဲ့လိုဟာတွေကိုကျွန်တော်စပြီးတော့ဒီ2016ပြောင်းတဲ့အချိန်မှာကျွန်တော်ပြင်ဖို့ဆုံးဖြတ်လိုက်တယ်တကယ်လည်းစပြီးတော့ကျွန်တော်ကြိုးစားပြီးထားတယ်မနေ့အစောကြီးကျွန်တော်တို့ထားတယ်မနေ့အစောကြီးဆိုကျွန်တော်9နာရီခွဲလောက်ပေါ့9နာရီခွဲလောက်လမ်းပြီးတော့လုံးဝရအောင်ထားတယ်အစာပိုင်းမှာလုံးဝမထားနိုင်ဘူးအိမ်မှာရှိတဲ့မိန်းမကိုကူညီတောင်းတယ်နေကောမနေ့ပိုင်းနှုတ်ပြီးထားပြီးတော့ကျွန်တော်တို့ဖျားဝေးပြတာပါရှိတော့နံပါတ်ဖတ်တယ်အဲ့တော့မနေ့ပိုင်းထားပြီးတော့ကျွန်တော်ဒီလေ့ကျင့်ကိုစပြီးတော့လုပ်ကြည့်တယ်ပေါ့ဗျာလုပ်ကြည့်တယ်ဆိုတာမဟုတ်ဘူးကျွန်တော်လုံးမယ်ဆိုတဲ့တန်လေးတဲ့ချပြီးတော့စပြီးတော့ကျွန်တော်စူးစမ်းပြီးလုပ်တယ်အလုပ်သွားတဲ့အချိန်တွေပါကျွန်တော်အများကြီးအဆင်ပြေတယ်လုံးဝအလုပ်ကိုကျွန်တော်နောက်ကျတာဘာညာမရှိတော့ဘူးဒီဗီဒီယိုဘာကြောင့်ကျွန်တော်ရိုက်ပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘွားမှာတစ်ခါတည်းကြလို့ရှိရင်ကျွန်တော်တို့သွားပြီးငါကတော့ဒီအတိုင်းပဲငါရဲ့ဝတီကိုနိုင်ကမနဲ့ခင်ကျွန်တော်ခံယူလာတဲ့ပုံစံတော့အရင်တော့ဒါဆိုရင်မရဘူးငါရဲ့ကျွန်တော်ဒီမျိုးရိုးထဲမှာလေဒီအဖေမေဘက်ကဘာညာကျွန်တော်များဦးလေးတွေရောအဖေရောဘာညာကျွန်တော်တို့မနဲ့အစိုးရထားတဲ့အလေးချင်းတို့အကုန်လုံးကမရှိကြဘူးဗျတည်တယ်တို့ကျတော့ဦးလေးတွေပဲကျတော့ကျွန်တော်လိုမျိုးမထားချင်လို့မထားတာမဟုတ်တို့ကညာဘက်ကျရင်တူအလုံးလုံးတဲ့အချိန်ကျအတကုံလုံးတော့7နိုင်10နိုင်ဒီလုပ်ပြီးတော့မှတို့ကအိတ်ပြီးမနဲ့ကို10နိုင်လောက်ထားပြီးတော့ပြင်ပြီးအလုံးလုံးတာတို့ကကြာတို့ရဲ့လုပ်ငန်းငွေနဲ့တို့ရဲ့တွားနေတဲ့မနက်ကင်းအိတ်တာနဲ့ကိုက်ညီမှုရှိကျွန်တော်မှကျတော့ကျွန်တော်ညာဘက်ကိုအဲ့လောက်အလုံးရှိတာမဟုတ်ဘာလို့လဲဆိုတော့ဘာမှမဟုတ်ဘူး social media ဖွင့်မယ်ရောင်းမယ်တခါလေဂိမ်းနဲ့ဝင်သွားမယ်တကယ်ချင်းနဲ့ဂိမ်းဆော့မယ်အဝဲနှပွဲဆိုပြီးဝင်လိုက်တာ7နိုင်လောက်တော့ငါအိတ်မယ်ကွာဆိုပြီးတော့ဒါပေမဲ့ဘာဖြစ်သွားလဲသုံးတယ်နိုင်မယ်ကျွန်တော်သိတဲ့အတိုင်းကျွန်တော်တို့ရဲ့လက်ထဲမှာရှိတဲ့ super power အရန်ပြင်းတဲ့ဒီ smartphone တွေကနေပြီးတော့ကျွန်တော်တို့ဆွဲဆောင်တယ်မသုံးညင်တဲ့စိတ်ကိုရက်မသွားအောင်ဖုန်းကိုလက်ထဲကမချအောင်ဒီကောင်ရသလောက်ဆွဲဆောင်တယ်သူရဲ့ algorithm တွေနဲ့နီးမျိုးစုံနဲ့ဖုန်းဆိုတာကျွန်တော်တို့ဒီ social media တစ်ခုတည်းမဟုတ် game တွေရှိမယ်နောက်ဆုံးဒီဖုန်းမှာသုံးပေးရတဲ့ UI အစဒီဖုန်းကိုခင်ဗျာလက်ထဲကမချကြအောင်ဒီကောင်တွေဆွဲဆောင်မှုအရန်ကောင်းအောင်လုပ်ပေးရတယ်အဲ့တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့တော်တော်များများအချိန်တွေကျွန်တော် waste ဖြစ်သွားတယ် waste ဖြစ်သွားဖြစ်လို့ဖြစ်မှန်းနဲ့တိတယ်အရန်ကြောက်ဖို့ကောင်းတယ်ငါဒီကသုံးရင်ဒီလိုဖြစ်မယ်ဆိုတာတိဒါပေမဲ့ကျွန်တော်လက်မလွတ်နိုင်ဘူးများသောအားဖြင့်ဒီထဲမှာရှိတဲ့အခုဒီဗီဒီယိုကြည့်နေတကယ်ချင်းတော်တော်များများလဲအဲ့ပုံစံမျိုးကြုံမှုရလိမ့်မယ်တဲ့တိတယ်ဗျကိုလုံးနေတဲ့အလုပ်ကမှားနေပြီကိုကတော့ဒီထဲမှာအချိန်အလဟတ်တက်မတရားကျွန်းနေပြီဆိုတော့တိတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တိနဲ့ကျွန်တော်တို့ဆင်းနေအဲ့တွင်းနေတိတယ်အချမ်းကြောက်ဖို့ကောင်းတယ်ဗျအဲ့ဒီဟာဘာလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့အမှားကြီးပဲမဟုတ်ဘူးကျွန်တော်တို့မှားမှန်တိနေတော့တိရနဲ့ကျွန်တော်တို့ဆက်ပြီးတော့မှားနိုင်အောင်ဒီထဲကနေရုံးမထွက်နိုင်အောင်စနေတကျဒီကောင်တွေလောက်ထားတဲ့ algorithm တွေဗျဖုန်းတွေမှာတိတာalgorithm ဆိုတဲ့နေရာမှာခင်ဗျားကိုအခု TikTok မှာ trend ဖြစ်နေတော့ TikTok ရဲ့ algorithm ပါညာ Facebook ရဲ့ algorithm ပါညာအဲ့ဒါတွေခင်ဗျားမေးတယ်အဲ့ဒါတွေမဟုတ်တည်တယ် algorithm ဆိုတဲ့နေရာမှာကျွန်တော်ဒီဖုန်းတွေရဲ့ UI ခင်ဗျားဖုန်းထဲမှာပါ app လေးတစ်ခုနှစ်ခုတော့ install မလုပ်ရသေးဘူးဆိုရင်တော့အဲ့ခင်ဗျားဖုန်းမှာသုံးပေးရတဲ့ UI ကခင်ဗျားကိုကျွန်တော်တို့ဒီ iOS တမဆိုတော့ခဏမေးတယ် iOS တမဆိုအဲ့လောက်ကြီးဟိုစိတ်ရှုပ်တယ်ကောင်းလို့တဲ့အနေအထားမျိုးသူကမရှိဘူးသူကဖုန်းကိုလည်းအရင်ဆင်းမဲ့ဖြစ်အောင်လုပ်ပေးရတယ်ပြီးရင်ကျွန်တော်တို့လူကိုလည်း tracking လိုက်လို့မရအောင်သူမှပိတ်လို့ရတဲ့ system တွေပါတယ်ဒါတော့မှဒီကောင်ဆွဲဆောင်မှုရှိနေတော့မှထားပါတော့ Android ကလည်းပို့ဆိုးတယ်ဗျ Android သုံးတဲ့ user ဆိုသိတယ်ဘာမှမဆိုင်မဲနဲ့ကို notification တွေတက်လာမယ်ကျွန်တော် AD တက်လာမယ်အဲ့ပုံစံမျိုးသိလားခင်ဗျားနဲ့ဘာမှမဆိုင်မဲနဲ့ဆိုတာခင်ဗျားဘာမှမလုပ်ပဲနဲ့ပြောတာဒါပေမဲ့တက်လာတဲ့ notification ခင်ဗျားနဲ့ directly တက်ဆိုင်မှုအများကြီးရှိတယ်ခင်ဗျားစိတ်ထဲမှာဖက်နဲ့ဝယ်ခြင်းဖက်နဲ့ပတ်သက်တဲ့ကြော်ညာဘယ်မှမဆိုတက်လာဘူးကျင်းတည်တယ်တဲ့လုံးဝကောင်းနေအရင်အဲ့တော့ powerful ဖြစ်လာတယ်ကထားပါတော့ခုနကကြောင့်ပြန်ဆက်အဲ့တော့ဘာဖြစ်လဲဆိုတော့ဘာလုံးမှမရှိဘူးတကူတကခဏဆိုပြီးဝင်လိုက်မယ်သွားလိုက်ပြီ2နာရီ3နာရီအကြောင်းပြချက်မရှိဘူးအဲ့ပုံစံမျိုးနဲ့ညာပေါင်းများစွာကျွန်တော်ဖျက်ကျော်ခဲ့တာဖျက်ကျော်ပြီးတော့ဘာဖြစ်လဲညာဘက်အဲ့လောက်ချိန်ကြီး3လိုက်တဲ့ပုံမှာမနက်ဆိုရင်ကျင်းတည်တယ်ကျွန်တော်ဘယ်လုံးမှအဆင်မပြေဘူးထားဖို့တော့အဲ့တော့
မလုံးနိုင်ဘူးဆိုပြီးတော့ကျွန်တော်တွေးလိုက်တယ်တွေးပြီးတဲ့အပြင်ကိုဒီထက်ပိုပြီးစိုးတာပါလဲဆိုလို့ရှိရင်ကျွန်တော်တွေးလိုက်တာငါကမနက်ခင်းအိမ်မှာအဆင်ပြေမဲ့ကောင်တည်အဲ့ပုံစံမျိုးကိုကျွန်တော်ခံယူလိုက်အဲ့လိုခံယူပြီးတော့ဘာဖြစ်လဲမနက်ခင်းတဲ့ကိုကျွန်တော်စိတ်ဒုက္ခရောက်ဆွမ်းနေအများအားဖြတ်တန်းရတယ်အိမ်မှာရှိတဲ့မိန်းမနဲ့ကလေးတွေလည်းအချိန်မပေးနိုင်ဘူးကိုတော့အချိန်မပေးနိုင်ဘူးဗျအုံတော့နဲ့ပတ်သက်ပြီးတော့ training ပေးရမယ့်ဟာတွေကြီးလင်အောင်လုပ်ရမယ့်ဟာတွေဘာမှကျွန်တော်လုပ်ချိန်မရတော့စာအုပ်ဖတ်ဖို့ဝေတာဝေကျွန်တော်အရင်တော့စာအုပ်အရင်ဖတ်တဲ့ကောင်အခုဒီဖုန်းတွေပေါ်လာပြီးနောက်ပိုင်းမှာဘာဖြစ်လဲဆိုစာအုပ်ကိုလည်းထိဖို့ကြောက်လာထိတဲ့ခဏပဲမဖတ်ချင်တော့သိလားဒီတူတဲ့ဆွဲဆောင်မှုရှိတဲ့ဟာကိုပဲမရှိနေတယ်လေရှိနေတော့ကျွန်တော်တို့ကဒီဖုန်းကနေမခွာနိုင်တော့စာအုပ်ဘက်ကိုမလှည့်ပြတော့သိတယ်ဘာဖြစ်လဲဆိုတော့ခမရဲ့ပုံစံကြီးတစ်ခုလုံးကချိန်သွားဖုန်းမပေါ်ခင်အချိန်တုန်းကကျွန်တော်တကယ်ကိုအစိုးရထားအိမ်မှာအရင်တော့ဆိုလို့ရှိရင်ကျွန်တော်အစောဆုံးလို့တယ်မနေ့ကအစောကြီးဆိုဒီအခုလိုစောင်းနေဆိုရင်ထားပြီးကျွန်တော်စမိတ်ပတ်စီတာဘာညာလုံးမယ်တိန်လုံးအတွက်မဟုတ်ဝင်မယ်ပြီးမှကျွန်တော်ပြန်ရောက်မှအရင်လူတွေထားကြမယ်မဟုတ်တူစားကြမယ်အဲ့ပုံစံမျိုးကျွန်တော်အရင်တော့နေတာဒီဖုန်းကိုကျွန်တော်ဆွဲလန်းစပြီးသုံးမိတဲ့အချိန်ကိုယ်ပိုင်ဖုန်းစားရတဲ့အချိန်လောက်တည်းနေစပြီးတော့အခုကျွန်တော်ပြောတဲ့2025နှစ်ကုန်ထိလုံးဝမနေ့ကအဲ့ပုံစံပဲကျွန်တော်ညကိုတပုံကြိတ်တယ်ကြည့်တယ်ဂိမ်းဆော့တယ်ရိုက်တယ်မှန်တယ်ပြီးသွားရင်မနေ့ကျကျွန်တော်လုံးဝထားလို့မရအဲ့တော့ဘာဖြစ်လဲဆိုတော့အခုကြည့်နေတဲ့ပေါ်တိုင်းထဲမှာလည်းညီကိုတွေထဲမှာအသက်ငယ်သေးတယ်ပဲဖြစ်ဖြစ်အသက်ကြီးသေးတာပဲဖြစ်ဖြစ်အခုကျွန်တော်ဗီဒီယိုကြည့်မိတဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ break မယ်ဆိုပြီးတော့ဗျာတည်တာအဲ့ဒီအချင်းဆိုကိုကျွန်တော်တို့ဖြောင်းမယ်ဒါဒီကနေရုံထွက်မယ်ဆိုတဲ့ခံစားချက်ကိုထည့်ပါမရရအောင်ကျွန်တော်တို့ရုံထွက်မယ်ဗျာတိုက်မယ်တည်တယ်ကျွန်တော်တို့စိတ်နဲ့ကျွန်တော်တို့တိုက်ရမှာတည်တယ်ကျွန်တော်တို့တချို့ခံနိုင်မှာကိုမှားနေမှတည်တယ်ဒါပေမဲ့ဘာဖြစ်လဲကျွန်တော်တို့ဒီကနေရုံမထွက်နိုင်ဘူးအခုနကကျွန်တော်ပြောတဲ့အချက်လက်တွေရ social media application များတာခင်ဗျာဆွဲပြီးဆိုတော့ပြီးပြီပဲမလုံးဝတည်တယ်ဒီကောင်းလေးမှာပူတော့ကြောက်ဖို့ကောင်းတယ်ဖုန်းရဲ့ UI ထက်ပို့ပြီးတော့ဒီကောင်ဖုန်းမှာသုံးမိတဲ့ UI ကအဲ့လိုကြီးခင်ဗျာကိုဆွဲဆောင်မှုရှိနေမှာမဟုတ်ဘူးပဲတကယ်ဒီ social media တွေမှာသုံးရတဲ့psycho ဘိုင်းဆိုင်ရာတွေပါဒီကောင်တွေကဒါစနစ်တကျဒီသူတို့ရဲ့ app တွေထဲမှာထည့်ပြီးရေးတာ developer တွေကရေးတယ်တော်တယ်ဗျမတရားအဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ကဒီလူတယောက်ရဲ့စိတ်ဗျပြီးမှကျွန်တော်တို့ဖုန်းတွေကနေပြီးလူတွေကို tracking လိုက်လို့ရတယ်ခင်ဗျာဘယ်နေရာကိုရောက်ဘယ်ပတ်ဝန်းကျင်ကိုရောက်နေအဲ့နေရာမှာခဏနေတိတ်မတက်ခင်ဗျာဖုန်းမှာအဲ့ဒီဟာနဲ့ပတ်သက်တဲ့ note တက်လာမယ်အဲ့ဒီနေရာမှာရှိတဲ့လူခင်ဗျာဖြတ်သွားဖြတ်လာတွင်းမိလိုက်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဟိုမှာ TikTok ဆို TikTok Facebook ဆို Facebook အဲ့မှာသူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတက်လာတယ်စာပိုင်းတော့အရင်အန်အောဖို့ကောင်းနေတယ်ခင်ဗျာတည်တယ်ဟာငါဖုန်းကတော့ငါဘယ်နေရာရောက်နေလဲတည်တယ်ကွာအဆင်ပြေတယ်ကွာမှနောက်ပိုင်းတကယ်စီစီပေါက်ခင်ဗျာတွေးလိုက်တဲ့အချိန်မျိုးကြောက်ရှင်ကြောက်ဖို့အရင်ကောင်းတယ်ကျွန်တော်တို့အရင်လုံခြုံနေပြီလို့ကိုထင်လို့မရဘူးတည်လားခင်ဗျာအိတ်ကနေမှာဖုန်းထည့်ပြီးခင်ဗျာကြိုက်တဲ့စကားကိုတူလေးတယောက်တည်းပြောအကုန်လုံးခင်ဗျာအတွက်သူ record ရှိတယ်ဆိုတဲ့ခံစားချက်မျိုးထားကြည့်ဘယ်လောက်တဲရဖို့ကောင်းလဲဆိုတာအဲ့တော့ကျွန်တော်တို့ဒီကောင်လေးကနေပြီးတော့ပြန်ပြီးတော့ရုံထွက်ဖို့ဆိုလို့ရှိရင်အဆင့်30လောက်ရှိတယ်ဗျာလွယ်လေးဒါကျွန်တော်စပြီးတော့ကျွန်တော်ကိုယ်လည်း try ကြည့်နေတယ်ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းက application တွေရှိတယ်မရှိလို့လည်းမရဘူးအခုကအကုန်လုံးသုံးနေကြတယ်ဟုတ်တယ်နောက်တော့ YouTube ပါညာတော့ရှိတယ်အကုန်လုံးTikTok ရှိမယ် YouTube ရှိမယ် social media application တွေ၄-၅ခုရှိမယ်တခြားပြီးရင်ကျွန်တော်တို့လည်းပါဆော့တဲ့ game တွေပါရှိမယ်ကိုအလုပ်အတွက်လိုအပ်တဲ့ application အနေငယ်ရှိမယ်ကဲအဲ့အတွက်ကိုကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီဖုန်းသုံးချိန်ကို short ချနိုင်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးနံပါတ်1ချက်ထိုး idea တွေနောက်မှခင်ဗျာနံပါတ်1ချက်ကစိတ်ပိုင်ရမယ်ဗျာတည်တယ်ခင်ဗျာစိတ်ကိုခင်ဗျာ control လုပ်မယ်ပြောင်းလဲမယ်ဒီဖုန်းကိုငါမလိုတာထက်ပိုပြီးတော့မတရားမသုံးမိအောင်ကိုကြိုးစားမယ်ဗျာပြောင်းကျင်တဲ့လူပြောင်းမှုစံနာရှိတဲ့လူဆိုလို့ရှိရင်ဒီဗီဒီယိုကအထောက်အကူဖြစ်လိမ့်မယ်စက်ကြည့်ပါအဲ့တော့နံပါတ်1ချက်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ခုနလိုစိတ်ကိုခိုင်နေထားလိုက်ပြီးတကယ်လဲကိုကဒီကနေပြီးတော့ရုံထွက်ခြင်းပြီးဒီကောင်လေးရဲ့ဒီနွန်နေကနေပြီးတော့ကိုရုံထွက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီဆိုလို့ရှိရင်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ဖုန်းမှာ home screen ဆိုတာရှိတယ်ဗျာ home key နှိပ်လိုက်ရင်အပေါ်တန်းဆွဲလိုက်တဲ့အချိန်မျိုးကျရင်တန်းပြီးပို့ထား default screen ဆိုတာရှိတယ်အဲ့ default screen မှာကျွန်တော်တို့ application တွေ widget တွေအကုန်လုံးရှိနေမြအကုန်ဖြောက်လိုက် delete လုပ်လိုက်ဆိုတော့ဗျာဟို app gallery တို့ဘာလို့တည်လဲ app library တို့အဲ့တွေကိုထည့်လိုက်တည်လားအကုန်လုံးကိုဖျက်ချပလိုက်အဲ့ပေါ်မှာလုံးဝအရေးကြီးတဲ့ application 5ခုလောက်ပဲထားကျွန်တော်တို့ဖုန်းခေါ်တဲ့ဟာရှိမယ်ပြီးတော့ရင် message ပို့တဲ့ဟာရှိမယ် contact ရှာတဲ့ဟာရှိမယ် emergency သုံးဖို့ camera ရိုက်တဲ့ဟာရှိမယ်ပြီးရင်အလုပ်လုပ်ငန်းအတွက်သုံးဖို့ calculator ပါညာရှိမယ်ဒီ5ခုလောက်ပဲထားလုံးလောက်တယ်ကျန်တဲ့ application အကုန်လုံးကိုခင်ဗျားမမြင်ရတဲ့နေရာမှာဖွက်လိုက်တည်လားဖုန်းကြီးနှိပ်လိုက်လို့ရှိရင်တန်းရောက်မဲ့ default screen မှာဘာမှမထားနဲ့ဟုတ်စာမျက်နှာတွေမှာဆိုရင်လည်းဖြစ်နိုင်ရင်ကျွန်တော်တို့ဒီ application တွေကို folder တွေဖွဲ့ပြီးတော့တင်လိုက်ဒါဆိုခင်ဗျအလွယ်တကူမျက်စိနဲ့မမြင်ရတော့သိလားရုပ်တရက်ဝင်ပြီးဖို့တော့ခက်ခဲသွားလိမ့်မယ်ဗျာသိလားဒါပြီးတော့လို့ရှိရင်ကျွန်တော်တို့ဖုန်းတွေတက်တင်တဲ့တွေမှာကျွန်တော်တို့ဒါအခုနောက်တစ်ချက်ကိုကျွန်တော်တို့စပြီးပြင်လိုက်ပြီအဲ့ချိန်ဆိုနည်းနည်းလေးခင်ဗျရဲ့စိတ်ကိုဒီကောင်ဆွဲဆောင်နိုင်ဆိုရော့သွားလိမ့်
ကျော်ပါပြီနောက်တစ်ဆင့်ကျွန်တော်တို့ဒီထက်ပို့ပြီးတော့ powerful ဖြစ်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲဆိုရင် setting ထဲမှာကျွန်တော်တို့ဖုန်းလုံးနဲ့လုံးခေါ်တော့မတူဘူးဗျာ gray scale တို့တချို့ကကြတော့ဟိုဘယ်လိုပြောမလဲဟို color တို့ပါလို့အဲ့လိုမျိုးအဖြူမဲဖုန်းကို screen တစ်ခုလုံးအဖြူမဲနဲ့ပဲသုံးလို့ရအောင်လုပ်လိုက်တာအဲ့ပုံစံမျိုးအဲ့ setting ကိုခင်ဗျာ on ပြီးတော့နည်းနည်းတရက်နှစ်ရက် try ကြည့်အစားပိုင်းမှာခင်ဗျာတော်တော်လေးစိတ်တော့ကရောက်နေပြီဖုန်းတစ်ခုလုံးကဖြူနဲ့မဲပဲမြင်ရတာနေထိုင်ကျွန်တော်တို့ဟိုမင်းဦးတို့ခေတ်ကိုပြန်ရောက်သွားလို့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီဟာရဲ့ effect တွေကတော်တော်လေးကိုအလုပ်လုပ်တယ်ဗါလဲဆိုလို့ရှိရင်ကျွန်တော်ဖုန်းကိုဒီ color တွေနဲ့ကြည့်နေတဲ့အချိန်မှာရှိတဲ့ဒီစိတ်ပိုင်းဆိုင်ရာခံစားမှုနဲ့ဒီအဖြူမဲပဲဖြစ်သွားတဲ့အချိန်မှာရှိတဲ့ဒီဖုန်းကြည့်ကျင်တဲ့စိတ်ခံစားချက်ကအများကြီးကွာသွားတယ်တိလားတိတ်ဆိတ်ဝင်သွားတော့ဗျာဖုန်းကိုအရင်လောက်ဟိုအာဒီကိုကြည့်ဖို့တော့အာဒီသားမရှိတော့ဘူးဒါအဲ့တော့ကျွန်တော်တို့ခုနကိုသွားခြင်းနဲ့ပန်းတိုင်းကိုသွားဖို့အတွက်ကိုဒီကောင်လည်းအထောက်အကူအများကြီးဖြစ်တယ်ဒီကောင်လည်းအထောက်အကူအများကြီးဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကောင် gray scale လုပ်လိုက်မယ်ပြီးသွားလို့ရှိရင်နောက်ဆုံးတစ်ချက်ကကြတော့ကျွန်တော်တို့ဒီဖုန်းရဲ့ setting တွေထဲမှာကျွန်တော်တို့ဒီဟိုဘယ်လိုပြောမလဲ application တစ်ခုစီတိုင်းကိုကျွန်တော် screen time limit လုပ်လို့ရတယ်ကျွန်တော်ဒီနေ့တစ်နေ့လုံးမှာ TikTok ကိုကျွန်တော်တစ်နာရီပဲသုံးမယ်ဘောရင်ကျွန်တော်နိုင်ဝက်ပဲသုံးမယ်ဒါမှမဟုတ်ရင်ကျွန်တော်အချိန်သတ်မှတ်လိုက် social media application အကုန်လုံးပေါင်းပြီးတော့ငါဒီနေ့တစ်နေ့ကုန်တစ်နာရီသုံးမယ်တစ်နာရီထက်ကြော်ပြီးလုံးဝမသုံးဘူးကွာအဲ့လိုတန်းနေတဲ့ကြာချပြီးတော့ရှင်ခင်ဗျာဒီအဲ့ screen time limit လုပ်တဲ့နေရာမှာဒါပါတော့ Facebook ကို15မိနစ် TikTok ကိုနိုင်ဝက် YouTube ကို15မိနစ်အဲ့ဒါမှမဟုတ် Instagram ကို15မိနစ်ကဲဒါဆိုပြည့်ပြီခင်ဗျာတစ်နာရီနံပါတ်1ချက်အဲ့မှာရေးဖို့ကောင်းတာကိုခင်ဗျာလေးစားမှရမယ်သုံးနေနဲ့ screen time limit တက်လာတဲ့ချိန်ရပါတယ်ကွာဆိုပိတ်ပြီးပြန်ဆက်ကြည့်မယ်ဆိုရင်ပြီးသွားပြီခင်ဗျာခုနအပေါ်မှာလုပ်ခဲ့တဲ့အချက်တွေလည်းအားလုံးပြီးသွားပြီခင်ဗျာအဲ့နံပါတ်1အချက်အနေနဲ့စိတ်ကိုခင်ဗျာပန်းပန်းနေနေမရှိသေးလို့ဒါလုပ်လို့မရတာအဲ့တော့မိတ်ဆွေကျွန်တော်အကြံပေးနေတာ screen time limit လုပ်ထားပြီးရင်ကိုလေးစားပါ screen time limit ပြည့်လို့တက်လာပြီဆိုလို့ရှိရင်ခင်ဗျာဖုန်းကိုလက်ထဲရချပါတဲ့ခင်ဗျာဖုန်းကိုလက်ထဲချနိုင်ပြီအဲ့လိုပြင်းပြင်းထန်ထန်ခင်ဗျာကိုယ်စိတ်ကို control လုပ်နိုင်ပြီဆိုရင်အခုနကျွန်တော်တို့ပျက်စီးနေတယ်ကိုခံယူရတယ်ဆိုတော့ခင်ဗျာပုံစံနေပြီးတော့ခင်ဗျာလိုချင်နေတဲ့အရင်တော့ဒီ better version of ပေါ့ယူပေါ့ခင်ဗျာရဲ့ဒီထက်ပိုကောင်းတဲ့ version ပုံစံအသစ်ကိုခင်ဗျာမြင်ရလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်ဖုန်းတွေမပေါ်ခင်တော့ရှိခဲ့တဲ့ခင်ဗျာရဲ့ပုံစံကိုခင်ဗျာပြန်ရလိမ့်မယ်အဲ့ဒီအချိန်မျိုးမှာခင်ဗျာဘယ်လောက်ဒီကိုတဖြည်းဖြည်း control လုပ်နိုင်လာပြီလဲခေပဲငါပေးရငါမရတော့ပါဘူးကွာဆိုပြီးဆွန့်လွတ်တာဟိုလက်ချော့ထားခဲ့တဲ့တချို့နေရာတွေမှာခင်ဗျာဘယ်လောက်အဆင်ပြေလာလဲဆိုတော့အရင်တုန်းက version ပေါ့ဗျာသိတယ် better version လို့ပြောလို့ရတယ်မဟုတ်လို့ရှိရင် older version လို့ပြောလို့ရတယ်အဲ့ဒီ version အဟောင်းကိုခင်ဗျာပြန်တွေ့တဲ့အချိန်ကြာလို့ရှိရင်အရန်ဟိုစိတ်ထဲမှာခင်ဗျာခံစားလို့ကောင်းတယ်သိတယ် mission တစ်ခု complete ဖြစ်သွားတယ်ဆိုခံစားချက်မျိုးရတယ်နောက်တစ်ခုက challenge ရှိတယ်ကျွန်တော်တို့အခုကျွန်တော်ခင်ဗျားတို့ပြောဆိုကျွန်တော်မနေ့9နိုင်ခွဲထားတယ်ဒီနှစ်မှာကျွန်တော်ပြောင်းလဲမယ်ဆိုပြီးတန်လေးနဲ့ချလာတယ်ဒီနှစ်ကုန်တဲ့အချိန်မှာကျွန်တော်ဘာဖြစ်ကြမယ်ဆိုတဲ့တန်လေးထဲလည်းရှိတယ်ကိုးတွေကိုအခုဒီမှာကျွန်တော်ပွင့်ပွင့်လေးနဲ့ခင်ဗျားတို့ကို publicity ရှိနဲ့ချပြတာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော် dog shop လုပ်ဖြစ်အောင်ခင်ဗျားတို့လည်းအဲ့တော့ကိုစန္ဒရှိတယ်ပြောင်းလဲဖို့ဆိုလို့ရှိရင်အနည်းဆုံး40ရက်မှရှိတဲ့မိတ်ဆွေပေါင်းတဲ့တကယ်ချင်းတယောက်နှစ်ယောက်ကိုပြောပြပြောင်းငါကတော့ဒါလုပ်မယ်သိတယ်တယောက်တည်းကိုကြိတ်ပြီးလုပ်တာတဲ့စားလို့ရှိရင်လူတယောက်နှစ်ယောက်ကိုပြောလိုက်ခြင်းအပြင်ခင်ဗျာအဲ့ဒီပန်းတိုင်းကိုမရောက်အောင်သွားရမယ်ဆိုတဲ့ခံစားချက်ခင်ဗျာရင်ထဲမှာပို့ပြီးတော့ခိုင်မာလာလိမ့်မယ်ငါမလုပ်လို့မဖြစ်ဘူးငါတို့ကိုပြောပြီးပါဆိုတဲ့ပုံစံမျိုးနဲ့ခင်ဗျာကိုပို့ပြီးတော့ push လုပ်မိလိမ့်မယ်okay ပါအဲ့တော့ပြောင်းလဲခြင်းတဲ့ brother တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းတွေရဲ့ခုနကျွန်တော်ပြောတဲ့ algorithm တွေကနေနွန်နဲ့ကနေကျွန်တော်တို့ရုံးထွက်နိုင်အောင်ကြိုးစားကြမယ်ပြီးရင်ကျွန်တော်တို့တွားခြင်းတဲ့အချိန်မှာတွားခြင်းတဲ့နေရာကိုရောက်အောင်ကျွန်တော်တို့ကြိုးစားကြမယ်ကျေးဇူးအများကြီးတင်ပါတယ်